ကချင်ပြည်နယ်ဖားကန့်မြို့နယ်နတ်မော်ကြီးရွာမှာဒီနေ့မနေ့၈နာရီအချိန်ခန့်ကကြောက်လုတ်ကွက်တစ်ခုရဲ့နွန်ကန်ပေါက်ကြကရွှွတ်နွန်များရွာလမ်းမအတိုင်းစီးဝင်နေတာပါဒီလိုဖြစ်ရမျိုးတွေဟာကြောက်စိမ့်တူးဖော်ရာဖားကန့်ဒေသမှာကြုံတွေ့နေကြတဲ့အရာဖြစ်ပေမဲ့လက်ရှိအချိန်ထိကြောက်စိမ့်တူးဖော်တဲ့ကုမ္ပဏီတွေရဲ့ထိမ့်သိမ်းမှုအားနည်းနေစေပါအဆိုပါနွန်ကန်ပြိုကျပြီးရွှွတ်နွန်ရည်တွေရွာထဲစီးဝင်မှုကြောင့်လူထိခိုက်မှုမရှိပေမဲ့ရွာလမ်းမနဲ့အိမ်တချို့ကိုနွန်တွေဝင်ရောက်ခဲ့တာကြောင့်ပြန်လည်ရှင်းလင်းနေရပါတယ်။ဖားကန့်ဒေသမှာကြောက်စိမ့်အလွန်ကျွန်းတူးဖော်ကြတာကြောင့်မြေပြိုတာနွန်ကန်ပြိုတာမကြာခဏကြုံရလေရှိသလိုလူသေးဆုံးထိခိုက်ဒဏ်ရာရတာတွေလည်းအများကြီးဖြစ်ခဲ့ပါတယ်။တယံဇာသားတွေကိုအလွန်ကျူးတူးဖော်ခြင်းများရဲ့နောက်ဆက်တွဲဆိုးကျိုးဖြစ်ပြီးတော့တဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးရတာဖြစ်ပြီးလက်ရှိအချိန်ထိကာကွယ်နိုင်စွမ်းအားနည်းနေစေပါ။ထိတ်လန့်ခြောက်ခြားစရာကောင်းလာတဲ့ဒီလိုနွန်ကန်ပြိုပြီးကြေးရွာထဲကိုရွှွတ်နွန်စီးဝင်နေတဲ့အချက်ဟာမိုးရာသီနဲ့ဆောင်းဦးကာလတွေမှာပိုဆိုးဝါးလာမယ်လို့ကြိုတင်နမိတ်ပြနေတာဖြစ်ပါတယ်။ကြောက်စိမ့်တူးဖော်တဲ့ကုမ္ပဏီတွေဟာတူးဖော်ပြီးရရှိလာတဲ့မြေစာတွေကိုပုံထားရာကနေမိုးရွာသွန်းမှုကြောင့်ရေကန်ကြီးတွေဖြစ်လာပြီးစနစ်တကျတိဆောက်ထားတာမဟုတ်ပါဘူး။တောင်တွေကိုဖြူပြီးစနစ်တကျမြေစာပုံတာမဟုတ်တဲ့အတွက်ဖိအားတံမခံနိုင်ပဲအခုလိုရုတ်တရက်မြေစာပုံပြိုကျကရွှွတ်နွန်တွေဟာလူနေကြေးရွာတွေစီဝင်ရောက်လာတာပါကြောက်စိမ့်တူးဖော်ရရှိဖို့သာအတွေးရှိပြီးတော့တဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းရေးအားနည်းတဲ့ကြောက်စိမ့်တူးဖော်ရေးလုပ်ငန်းတွေရဲ့လုပ်ရက်ဟာလူတွေကိုထိခိုက်လာနေစေတာပါအခုလိုပြိုကျပြီးရွာထဲစီးဝင်လာတဲ့ရွှွတ်နွန်ရေတွေကိုဖယ်ရှားရှင်းလင်းရေးတွေလုပ်နေပေမဲ့ဘယ်ချိန်မှထက်မှန်ပြိုကျမယ်ဆိုတာမခန့်မှန်းနိုင်သလိုဘေးကင်းလုံခြုံမှုလည်းမရှိသေးပါဘူးဖားကန့်ဒေသမှာကြောက်စိမ့်တွေတူးဖော်နေကြတဲ့၍ဒီလိုမြင်ကွင်းမျိုးဟာမကြာခဏတွေ့မြင်ရအောင်မှာဖြစ်တယ်လို့တဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းမှုအားနည်းချက်ကလည်းဖြစ်နေစေပါအားလုံးကိုကျေးဇူးတင်ပါတယ်